အားလုံးပဲမင်္ဂလာပါရှင်။တဝဲနဲ့ခိုက်ပြောင်းမြနေပြန်လက်ကြိုလိုက်ပါရယ်။ဒီကနေ့မှာတော့လူတော်များများနေ့စဉ်ခံစားနေရတဲ့ပြဿနာဖြစ်တဲ့ခေါင်းခတ်ခြင်းခေါင်းမူးခြင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အလုံးမအာရုံစိုက်မရဘူး။နေ့စဉ်ဘဝမှာစိတ်မသက်မသာဖြစ်နေရဆိုရင်တော့ဒါတွေကိုဘာကြောင့်ဖြစ်ရလဲဘယ်လိုဖြစ်ရှင်းရမလဲဆိုတာတွေကိုသိထားဖို့လိုပါတယ်။တာမန်ခေါင်းခတ်ခြင်းမဟုတ်ပဲခဏခဏဖြစ်နေရဆိုလို့ရှိရင်အောက်ပါချက်လက်တွေကိုစစ်ဆေးကြည့်သင့်ပါတယ်။နံပါတ်1ရှည်တဲ့ရော်နေခြင်းဒါကဖြစ်များဆုံးဖြစ်ပါတယ်။အုံနာကိုသွေးအောင်တာမရောက်တဲ့အခါမှာဆိုလို့ရှိရင်ခေါင်းမူတာနာကျင်တာတွေဖြစ်နိုင်ပါတယ်။လေပင်နဲ့ပခုံးမာခြင်းအထူးသဖြင့်ကွန်ပျူတာရှေ့မှာကြာကြီးထိုင်နေရတဲ့သူတွေမှာဖြစ်များတာဖြစ်ပါတယ်။သွေးပေါက်ခြင်းပြဿနာသွေးရင်းတကြားတက်ကြာဆင်းခြင်းသွေးပေါက်ခြင်းကျလာတဲ့အခါဒါမှမဟုတ်မနှက်စာမစားပဲနေတာတွေကြောင့်ခေါင်းမူတဲ့ဝေဒနာတွေကခံစားရနိုင်တာဖြစ်ပါတယ်။ဆေးပီစီမှုနဲ့အေးအေးပြတ်ခြင်းစိတ်ပီစင်းမှုကြောင့်ခန္ဓာကိုယ်ရဲ့ဓာတ်တွေဟာမညီမျှတော့ပဲနာနာရှည်ခေါင်းကိုက်တာတွေကိုဖြစ်စေတာဖြစ်ပါတယ်။သတိထားရမယ့်လက္ခဏာများရုတ်တရက်အလွန်မင်းခေါင်းကိုက်လာခြင်းတစ်ခါမှမခံစားဘူးပဲနဲ့နာကျင်မှုမျိုးခံစားနေရတယ်ဆိုလို့ရှိရင်တော့နှိစက်ရဆရာဝန်နဲ့ပြသမိဖြစ်ပါတယ်ရှင်။ခေါင်းမူးခြင်းနဲ့အတူအမြင့်အာရုံထိခိုက်ခြင်းစကားပြမပိတာခြင်းတို့ဟာလေပြတ်ခြင်းကိုသတိပေးနေတဲ့လက္ခဏာတွေဖြစ်တာကြောင့်မပေါ်ဆသင့်ပါဘူးရှင်။ကာကွယ်ခြင်းနနက်အိပ်ရာထားပြီးချက်ချင်းရေတစ်ပံခွက်တောက်သွင်းခြင်းကိုအလေးကျင့်လုပ်ထားဖို့လိုပါတယ်။ကွန်ပျူတာရှေ့မှာထိုင်တဲ့အခါမှာခါးကိုမမတ်ထားပြီးမျက်လုံးအဆင်းနဲ့မျက်နှာပြင်တင်မဲ့အောင်ချိန်ညှိပေးဖို့လိုပါတယ်။ခေါင်းတစ်ချမ်းကိုက်ခြင်းကိုတက်တာစေဖို့အတွက်ဟင်းနွယ်ဘာဒန်စိတ်စားသုံးပေးပါဒါမှမဟုတ်ဘူးဆိုရင်ဖြည့်ဆွက်စာတောက်သုံးပေးဖို့လိုပါတယ်ရှင်။တဘာဝကိုထုံးများပူစီနံကိုနှထင်းနဲ့လေပင်ပေါ်ကိုပလိန်ခြင်းကခေါင်းကိုက်ခြင်းကိုတက်တာစေပါတယ်။ခေါင်းကိုက်လာရင်နှဖူးနဲ့မျက်လုံးသားကိုရေခဲဝက်ကပ်ပေးပါလေပင်တင်းနေရဆိုလို့ရှိရင်တော့ရေနည်းဝက်ကပ်ပေးရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောခေါင်းကိုက်ဖူးကြပါသလားခေါင်းကိုက်လာတဲ့အခါမှာတက်တာစေဖို့အတွက်ဘလို့တဘာဝနေရည်နဲ့ဖြစ်ရှင်းလေးရှိကြပါလဲအမြဲတမ်းသုံးနေကြအကောင်းဆုံးတဘာဝနီလာတစ်ခုကိုကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်နော်ခေါင်းမူတာမကြာခဏဖြစ်နေတဲ့တငယ်ချင်းတွေရှိရင်ဒီဗီဒီယိုလေးကိုလည်းမျှဝေပေးလိုက်ပါအောင်နော်နောက်နေ့မှာတော့မျက်လုံးကျန်းမာရေးနဲ့ digital အကြောအားနည်းခြင်းအကြောင်းကိုဆက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။